ကြံကောင်းတဲ့ဦးလေးကြီးပဲဖြစ်ပါတယ်စပိန်ကိုဆိုလာတဲ့ဘယ်ဒီနဲ့ join ပြီးတော့စီးပြသွားတာပဲဖြစ်ပါတယ်မိုက်ပါလေဆိုလာဒီနဲ့ဘယ်ဒီကိုအားသွင်းအဲ့ဘယ်ဒီရမှာတခါစပိန်မော်တာနဲ့ပြန်ပြီးတော့လဲပြီးတော့စီးသွားတာပါခုခေတ်စီစေးကြီးနေတဲ့အချိန်စီတန်းစီနေရတဲ့အချိန်မှာဒီလိုဘယ်ထီနဲ့ဆိုလာလေးနဲ့တက်ပြီးစီးရင်တော့အေးကြောင်တာရာနဲ့စီးရမှာပဲဖြစ်ပါတယ်ဒီလိုဘိန်းမျိုးကိုမြန်မာပြည်မှာပြည်တွင်းဟိုဟာကိုထုတ်လုပ်ရင်တော့ရောင်းအားလဲပေါင်းမယ်လို့ထင်ပါတယ်ခုခေတ်စီစေးအနေထားနဲ့အဆင်မပြေပါဘူးဒီလိုလုံးမှလာအဆင်ပြေမှာဖြစ်ပါတယ်